ကညင်မေအင်းမင်းနေနဲ့မျိုးနွယ်တူတဲ့အပင်တွေမှာအခုလိုမျိုးပြန်တန်းနိုင်တဲ့အစီတွေရှိကြပါတယ်အခုလိုပြန်ဝဲနေတဲ့အစီတွေဟာကြည်ရတာလှပယုံနေမကပဲသူတို့မှာရည်ရွယ်ချက်တစ်ခုလည်းရှိနေပါတယ်ဒီလိုအပင်မျိုးနွယ်တွေဟာအပူပိုင်းမိုးတစ်တောတွေထဲမှာပင်စီအမြင့်ကြီးတွေရှိတတ်ကြပြီးမိုးထိုးအောင်မြင့်တက်ကြပါတယ်သူတို့ရဲ့မျိုးဆက်တွေဆက်လက်ရှင်သန်ဖို့နဲ့မျိုးဆက်ပြန်ပွားနိုင်ဖို့အတွက်စင်ကဲပြောင်းလဲမှုဖြစ်စဉ်အများကြီးကိုကြော်ဖြတ်ပြီးအသီးတွေမှာအတောင်တွေပါဝင်လာပါတယ်အသီးဟာမှဲ့ပြီးကြွေကြတဲ့အချိန်ရောက်ပြီဆိုရင်သူ့မှာပါတဲ့အတောင်တွေကလေတလက်တစ်ခုလိုလဲပြီးဆင်းပါတယ်အခုလိုလေထီးနဲ့ဆင်းတယ်လို့မျိုးဖြည်းဖြည်းချင်းဆင်းလာတာကြောင့်အပင်မြင်ကြီးကကြားတဲ့အခါအစီတွေကိုနာမသွားစေပဲမြေပြင်မော်ကိုညင်ညင်သားသားကျသွားစေပါတယ်ဒါပေမဲ့လည်းဒီအပင်မျိုးနွယ်တွေဟာပြန်ပွားမှုနှုန်းတော်တော်လေးနည်းပါးပြီးတော့အသီးတွေအပင်ကကြွေကြပြီဆိုတာနဲ့မြေပြင်ပေါ်မှာတောဝက်လိုအကောင်မျိုးတွေကအစီတွေကိုစားသုံးဖို့စောင့်နေတာနဲ့ကြုံကြရပါတယ်ဒါကြောင့်အင်ပင်ကြီးတွေဟာမျိုးပွားမှုနှုန်းကောင်းစေဖို့ထောင်နဲ့တောင်းနဲ့ချီတဲ့အပင်ကြီးတွေဟာအပွင့်တွေတပြိုင်တည်းပွင့်လေရှိကြပြီးအသီးတွေကိုလည်းပြိုင်တူသီးတတ်ကြပါတယ်အချိန်ကြလို့အသီးတွေမှဲ့ပြီးဆိုတာနဲ့အသီးတွေဟာအားလုံးကြွေကျလာပြီးအပင်ကြီးရဲ့အမြင့်ကိုအသုံးချပြီးတော့အတောင်တွေကိုလှည့်ပတ်ရင်းနဲ့တဖြည်းဖြည်းချင်းဆင်းတန်လာပါတယ်ဒီလိုနဲ့ထောင်ပေါင်းများစွာသောအသီးတွေနဲ့အစီတွေဟာအမြင့်နေရာကနေလေရဲသေးဆောင်မှုနဲ့အတူနေရာအနှံ့အပြားကိုပြန့်နှံ့ကြောက်ရောက်ကုန်ကြပါတယ်အသီးတော်တော်များများကအပင်သားတစ်ဝိုက်ကိုကျတယ်လို့တချို့အစီတွေကတော့လေချောင်းသိရင်သိတယ်လို့အပင်နဲ့တော်တော်အနှံ့ဝေးတဲ့နေရာအထိကိုရောက်သွားနိုင်ပါတယ်အခုလိုအသီးတွေဟာရက်ပိုင်းအတွင်းတပြိုင်တည်းကြွေကျလေရှိပြီးတိမ်တောင်ချီအောင်များပြားလှတဲ့အရေးအတွက်ကြောင့်ဒီအစီတွေကိုကြိုက်ပါတယ်ဆိုတဲ့တောဝက်တွေတော့ကုံအောင်မစားနိုင်တော့ပါဘူးဒီလိုနဲ့ပဲမျိုးပွားဖို့အတွက်အရေးအတွက်နဲ့အနာယူရပါတယ်တောဝက်တွေစားတာမခံရတဲ့အစီတွေကအခွင့်အရေးကိုအမိအရယူပြီးမြေစီလွှာတွေကိုအမြင့်တွေကအပင်ပေါက်လာနိုင်မှုစူးစမ်းကြပါတယ်ဒါပေမဲ့လည်းသူတို့ရဲ့မိခင်ပင်စီကြီးလိုတုတ်ခိုင်မြင်မာတဲ့အပင်ကြီးတစ်ပင်ဖြစ်လာဖို့ဆိုရင်ကြီးပြင်းလာတဲ့တစ်လျှောက်မှာကြုံကြရမယ်မရေမတွက်နိုင်တဲ့စိန်ခေါ်မှုတွေကိုရင်ဆိုင်ကြရအောင်မှာပဲဖြစ်ပါတယ်ဘယ်ရင်ကန်နာရမှာမိုးကြီးကြီးရွာပြီးပြီဆိုရင်တော့အဲ့ဒီမိုးနောက်ကနေတက်ရှိတစ်မျိုးပါလိုက်လာပါတယ်ဒီပင်ကတော့ထူးခြားချက်တွေအများကြီးရှိပြီးမိုးရွာပြီးတဲ့အချိန်မမျှော်လင့်ပဲပေါက်လာတတ်ပါတယ်အပင်နာမည်ကတော့ Coyote Tobacco လို့ခေါ်ပြီးအစိတ်ရှိတယ်ဒါမှမဟုတ်ဆေးဘက်ဝင်တဲ့ Nightshade Family အပင်မျိုးနွယ်ဝင်တွေဖြစ်တဲ့အပြင်ဆေးရွက်ကြီးလိုမျိုးနီကိုတင်းတက်ပါဝင်ပါတယ်ဒီအပင်တွေကပတ်ဝန်းကျင်နဲ့တက်ရှိတွေကိုစကားပြောနိုင်တယ်လို့တော့တင်စားကြပါတယ်မိုးရေကိုဆုပ်ယူပြီးမှတော့ဒီအပင်တွေဟာတပတ်အတွင်းမှာပဲ3 ပေလောက်မြင့်တဲ့အထိကြီးထွားနိုင်ကြပါတယ်အပင်ကအရွယ်ရောက်ပြီးဆိုတာနဲ့ဂိုင်းထိတ်မှာအပွင့်သေးသေးလေးတွေ10 ကနန်းလောက်ပွင့်လာတတ်ပါတယ်အပွင့်တစ်ပွင့်စီတိုင်းကဆွဲဆောင်မှုရှိတဲ့အနံ့ကိုထုတ်လွှတ်ကြပြီးညဘက်မှာဆိုရင်ပတ်ဝန်းကျင်လေထုကိုသူ့မှွေးရနံ့တွေဖုံးလွှမ်းသွားတဲ့အထိမှွေးပါတယ်ဒီအနံ့ကနေပဲဝင်းမုံကူးဖို့အတွက်ပိုးဖလန်တွေရောက်လာအောင်ဆွဲဆောင်တာပါပိုးဖလန်ကောင်ကအပွင့်နေသားမှာပြန်တန်းပြီးဝင်းရီစုပ်ရင်းနဲ့အပွင့်တစ်ပွင့်နဲ့တစ်ပွင့်ကြားဝင်းမုံကူးတဲ့တာဝန်ကိုလှုပ်ဆောင်တဲ့အတွက်အပင်ရဲ့အပွင့်နေသားမှာမျိုးပွားသွားနိုင်ပါတယ်ဒါပေမဲ့လည်းဒီလိုလုပ်နေတဲ့အချိန်အတွင်းမှာပိုးဖလန်ကသူ့ဥကိုအပင်ပေါ်မှာဥသွားနေရှိပါတယ်ပိုးဖလန်ဥကနေပေါက်လာတဲ့ဘိုးတုံးလုံးကောင်လေးအတွက်တော့ဒီအပင်ရဲ့အရွက်တွေဟာသူ့ရဲ့အဓိကစားစရာဖြစ်လာပါတော့တယ်အတမခံလိုက်ရဘူးဆိုရင်ဘိုးတုံးလုံးကောင်လေးဟာဒီအပင်တစ်ပင်လုံးကိုတရက်အတွင်းပြောင်းဆင်းသွားအောင်စားပြင်နိုင်ပါတယ်ဒါပေမဲ့လည်းဒီအပင်ကတော့အလွယ်လေးသားကောင်အဖြစ်ခံမဲ့အဲထဲမှာမပါပါဘူးအပင်ကသူ့အရွက်ကိုလာစားတာသိပြီဆိုတာနဲ့အဲ့ဒီအရွက်ကအန်ဒီရရှိနေပြီဆိုတာကိုတခြားအရွက်တွေစီဒါမှမဟုတ်ပင်စီကိုအရွက်ရဲ့အကျိုးတွေကနေတစ်စင်သတင်းပို့ပါတယ်ဒီလိုသတင်းပေးဖို့ချက်ကိုရပြီဆိုတာနဲ့အပင်တစ်ခုလုံးဟာသူ့ရဲ့ကာကွယ်ရေးစနစ်ကိုစတင်အသက်သွင်းလိုက်ပြီးရန်သူကိုတိုက်ထုတ်ဖို့အတွက်နီကိုတင်းတွေကိုထုတ်လွှတ်လိုက်ပါတယ်။ရလဒ်အနေနဲ့ကတော့နီကိုတင်းတက်တွေပါဝင်တဲ့အရွက်တွေကိုစားသုံးနေရတဲ့ပိုးတုံးလုံးကောင်လေးဟာနှေးကွေးလေးလံလာပြီးအစိတ်သင့်တဲ့အနေအထားကိုရောက်သွားပါပြီ။ဒီလိုဖြစ်လာပြီဆိုရင်တော့သူစားသုံးလိုက်တဲ့နီကိုတင်းတက်တွေတောင်ပိုးတုံးလုံးဟာ green leaf volatile လို့ခေါ်တဲ့ဓာတ်ပေါင်းတစ်မျိုးကိုထုတ်လွှတ်လိုက်ရပါတယ်။ဒီဓာတ်ပေါင်းကလေထုကနေတစ်ဆင့်ပြန့်နှံ့သွားပြီးသူတို့စားမဲ့ဘိုးကောင်ကြီးတွေနဲ့ပုတ်တင်တွေကိုဖိတ်ခေါ်ပေးလိုက်တယ်လို့ဖြစ်သွားပါတယ်။ဒီဓာတ်ပေါင်းကိုအာယုံခံမိပြီဆိုတာနဲ့သားရဲတွေဟာအပင်စီမှာသူတို့အတွက်ညစာရှိနေပြီဆိုတာသိလိုက်တာကြောင့်အရောက်လာပြီးပိုးတုံးလုံးကိုစားသုံးပြင်လိုက်ပါတယ်။ဒီဘိုးကောင်နဲ့ပုတ်တင်နှစ်ကောင်လုံးဟာပိုးတုံးလုံးအတွက်သဘာဝအမဲလိုက်သမားတွေဖြစ်ပြီးပိုးတုံးလုံးဟာနီကိုတင်းကြောင့်အစိတ်သင့်နေတဲ့အတွက်ပြန်လေတုံ့ပြန်နိုင်ခြင်းမရှိဘဲတက်ဖြတ်စားသုံးခြင်းကိုခံလိုက်ရပါတယ်ဒီနည်းလမ်းကြောင့် Coyote Tobacco အပင်ဟာသူရောသူ့ပါတနာတွေပါအပြန်အလှန်အကျိုးရှိတဲ့ view ဟာတစ်ခုကိုချလိုက်နိုင်ပြီးသူ့ရဲ့အဓိကရည်မှန်းချက်ကြီးဖြစ်တဲ့
အစီထုတ်ပြီးမျိုးပွားနိုင်ရင်ကိုလည်းအောင်အောင်မြင်မြင်လှုပ်သွားလိုက်နိုင်ပါတယ်အားလုံးပဲအဆုံးထိကြည့်ရှုပေးတာကျေးဇူးတင်ပါတယ်